ဒီနေ့ကျမအနီးနားကအိမ်တွင်းအကူအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုကိုအင်တာဗျူးဖြေဖို့သွားခဲ့တယ်။ဒါပေမဲ့ရလဒ်ကမကောင်းခဲ့ဘူး။ပြီးတော့အခုခေတ်အိမ်တွင်းအကူအေဂျင်စီတွေကကော်မရှင်ရာခိုင်နှုန်းအများကြီးဖြစ်ကြလို့နေ။ဒါအပြင်ကျမကစကားလည်းတိတ်မပြောတတ်ဘူး။မြောက်ပိတ်ပြောဆိုရမယ့်စကားမျိုးတွေလည်းမပြောတတ်ဘူး။ကလေးတွေကိုပဲတကယ်စိတ်နှစ်ပြီးပြုစုစောင့်ရှောက်ပေးချင်တာ။ကျမရဲ့ရင်ထဲမှာအနေငယ်လှုပ်ခတ်သွားတယ်။ကလေးတွေကိုပဲတကယ်စိတ်နှစ်ပြီးပြုစုစောင့်ရှောက်ပေးချင်တာဆိုတဲ့ဒီစကားလုံးတွေဟာလင်းဝေဖန်ရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုကိုခံခဲ့ရတဲ့ကျမအတွက်တော့တကယ်ကိုတန်ဖိုးရှိလွန်းလာတယ်။ကွက်တီထိုချိန်မှာပဲကမန်းကရန်လျှောက်လာတဲ့ခြေတံပြင်းပြင်းတွေကြားလိုက်ရပြီးကိုမင်းကျွမ်းဟာကုံတိုက်ရဲ့လုံခြုံရေးဝန်ထမ်း၄ယောက်နဲ့အတူအမြန်ရောက်ရှိလာတဲ့သူ့ရဲ့လက်ဖွားနဲ့ကျမကြောပြင်ကိုနှစ်သိမ့်တဲ့အနေနဲ့အသားရပုတ်ပေးလိုက်ပြီးနောက်ဆူရှာသောမျက်လုံးအစုံကဘေးနားမှာမတက်ရက်နေတဲ့ရှုမေလန်ထံသို့တက်တဲ့ဦးတည်သွားတယ်။သူကဘာတူလဲကိုမင်းကျွမ်းရဲ့အတန်ကအေးဆက်နေတယ်။ရှုမေလန်ကထိုးကြီးကြောင့်အနေငယ်တွန့်ဆုတ်သွားတယ်။မင်းကျွမ်းထင်မလွဲနဲ့အောင်ခုနကလျန်လဲကျသွားလို့ဒီကအန်တီရှုကပဲလျန်ရဲ့ဒဏ်ရာကိုကုပေးပြီးသူ့နားမှာတောက်လျှောက်ဖော်လုပ်ပေးနေခဲ့တာ။ကိုမင်းကျွမ်းရဲ့မျက်ဝန်းထဲကရန်လိုမှုတွေအနေငယ်ဆုတ်ခွာသွားပြီးရှုမေလန်ကိုအထက်အောက်အကဲခတ်ကခေါင်းနှင်းငယ်ကြီးပြလိုက်တယ်။ကျေးဇူးတင်ပါတယ်။ရပါတယ်ရှင်ကလေးဘာမှမဖြစ်ရင်ပြီးတာပါပဲဒါဆိုရင်အေးအေးဆေးဆေးစကားပြောကြပါဦးကျမအရင်သွားလိုက်ပါဦးမယ်လျန်ရီတတာနော်နောက်ဆိုလမ်းလျှောက်ရင်ရှေ့ကိုတေချာကြည့်ရှောက်အောင်ထပ်မလဲစေနဲ့အောင်နော်တတာပါအန်တီရှုအနေငယ်ပိန်ပါတော့လဲမမတ်ရှိနေတဲ့ရှုမေလန်ရဲ့ကြောပြင်လေးလူအုပ်ကြားတဲ့တဖြည်းဖြည်းပျောက်ကွယ်သွားတာကိုကြည့်ရင်ကျမနေမိုင်တွေးတော့ကြံခဲ့တယ်ဘာတွေတွေးနေတာလဲရှိကြသူ့ကိုအိမ်မှာအင်ကူလာလို့ဖို့ခေါ်ချင်လို့တေချာလို့လားငါတို့လီဝေဘန်ကိုအလုပ်ထုတ်လိုက်တာခုလေးတင်ပဲရှိသေးတာနောက်ခံတေချာမသိတဲ့ဘသူမဆိုစိုးရင်ရတဲ့အနေရဖြစ်လာနိုင်တယ်သိပါတယ်ဒါပေမဲ့ခုနကရန်ကသူ့အနာကိုအရန်ကတ်နေတာလေးပြီးတော့ကျမတို့နောက်ခံစီစီရေးလုပ်လို့ရတာပဲအသေးစိတ်ဆုံးစီစစ်မှုမျိုးလုပ်ကြတာပေါ့မိမပဲဆုံးဖြတ်လိုက်ပါရပါတယ်စုံစမ်းစစ်ဆေးတဲ့အပိုင်းကိုတော့ကိုတာဝန်ထားလိုက်ပါအသက်50ဝန်းကျင်ဒီမျိုးကအိမ်ကူကဏ္ဍမှာလုတ်ကင်နေတဲ့ရှုမေလန်ဆိုတဲ့မျိုးသမီးတစ်ယောက်ကိုစုံစမ်းပေးပါသူလွန်ခဲ့တဲ့15နှစ်အတွင်းလုပ်ခဲ့တဲ့အလုံးမတန်းတွေမိသားစုနောက်ခံလူမှုရေးပတ်သက်မှုတွေနဲ့အရင်အလုပ်ရှင်ဟောင်းတွေရဲ့အချက်လက်အားလုံးကိုလိုချင်တယ်ဒီညမတိုင်ခင်အစီရင်ခံစာအပြည့်အစုံကိုကျွန်တော်စီပို့ပေးပါဖုန်းချလိုက်ပြီးနောက်ကိုမင်းကျွမ်းဟာလျန်လက်ကိုဆွဲကာသွားကြစို့အိမ်ပြန်ရအောင်နေဝင်စည်းစာရဲ့နောက်ဆုံးအလင်းတန်းများဟာမစ်ကုံတိုက်ရဲ့မန်စီရွှေချမျက်နှာစာပေါ်သို့ဖြာကျနေပြီးဆူရှာတောက်ပါသောအလင်းပြန်မှုများကိုဖြစ်ပေါ်စေတယ်။ကျမရှုမေလန်ထွက်သွားတဲ့ဘက်သို့ပြန်လှည့်ကြည့်လိုက်တဲ့အကယ်၍ဒီရှုမေလန်သာသူမထင်တယ်လို့တကယ်ပဲအပြစ်ကင်းစင်သူဖြစ်နေပြီဆိုပါကဒါဟာဒီမိသားစုရဲ့လုံခြုံရေးစီကိုပြန်လည်တည်ဆောက်ဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်လာပေးလိမ့်မယ်။ည9နာရီကုမိသားစုစာကြည့်ခန်းတွင်မှာကုမင်းရွှန်ဟာထူထဲတဲ့အေပိုးစာရွက်စာတမ်းတွေကိုကျမထံကမ်းပေးတယ်။ဒါတွေကရှုမေလန်ရဲ့အချက်လက်အားလုံးပဲအတွင်းရေးမှုကိုသူ့ရဲ့အဆက်အသွယ်တွေတုံးခိုင်းပြီးကနေဒါကိုပြောင်းရွှေ့သွားတဲ့သူ့ရဲ့အလုပ်ရှင်ဟောင်းစီကိုတိုက်ရိုက်ဆက်သွယ်ခိုင်းလိုက်တယ်။ကျမစာရွက်စာတမ်းကိုယူကာတမျက်နှာချင်းစီတေချာလှမ်းလို့ကြည့်ရှုလိုက်တယ်။ထိုချိန်၌ကျမရဲ့အုံနောက်ဟာအမြင့်ဆုံးအဆင့်အထိအလုပ်လုပ်နေပြီးဘယ်သေးစိတ်အချက်လက်ကိုမျှလွတ်သွားခြင်းမရှိစေရ။သူမဟာစုစုပေါင်းမိသားစု3စုထံတွင်အလုပ်ကျွေးပြုခဲ့တယ်။ပထမဆုံးမိသားစုထံတွင်4နှစ်ကြာလုပ်ကင်ခဲ့ပြီးကလေးဆောင်နေအလေတန်းကျောင်းတက်ရချိန်တွင်အလုပ်ပြီးဆုံးခဲ့တယ်။ဒုတိယမိသားစုတွင်3နှစ်ကြာလုပ်ကင်ခဲ့ပြီးအလုပ်ရှင်ပေးခြင်းတို့အလုပ်ပြောင်းရွှေ့သွားသောကြောင့်ပြီးဆုံးခဲ့တယ်။တတိယမိသားစုဆိုလိုဒီမှာသူမယနေ့ပြောခဲ့တဲ့မိသားစုတွင်တော့9နှစ်တိတိလုပ်ကင်ခဲ့တယ်။အလုပ်ရှင်မှာဒေတာရင်းနာမည်ကြီးဘီတုကပညာရှင်တဦးဖြစ်သူလူချမ်းချန်ဖြစ်တယ်။ငါကိုယ်တိုင်လူချမ်းချန်စီဖုန်းဆက်ခဲ့တာအခုသူကဘန်ကူးဗားမှာရောက်နေတယ်။ရှုမေလန်အကြောင်းလမ်းမေးတာကြတော့သူအရန်စိတ်လှုပ်ရှားသွားပြီးရှုမေလန်တခုခုအခက်အခဲဖြစ်နေပြီလို့တောင်ထင်သွားသေးတယ်။သူဘာပြောလဲလူချမ်းချန်ပြောတာကတော့ရှုမေလန်ဟာသူကြုံဖူးသမျှထဲမှာအယိုးသားဆုံးနဲ့စိတ်ထားတက်ဆုံးအိမ်တွင်းကူတယောက်ပဲတဲ့။လွန်ခဲ့တဲ့9နှစ်ကသူ့ဇနီးယောဂနဲ့ဆုံးပါသွားတော့ကရှုမေလန်ကပဲသူကလေး2ယောက်ကိုတယောက်တည်းပြုစုပြောထောင်ပေးခဲ့တာ။သူပြည်ပကိုပြောင်းရွှေ့တော့ရှုမေလန်ကိုလစာ3ဆပေးပြီးခေါ်သွားဖို့ကမ်းလှမ်းခဲ့ပေမဲ့ရှုမေလန်ကတရုတ်ပြည်မှာရှိနေတဲ့သူသမီးကိုပြစ်မထားခဲ့ခြင်းလို့ညှင်းပယ်ခဲ့တာတဲ့လူချမ်းချန်ကဖုန်းထဲကနေငါ့ကိုတေချာအမခံနဲ့အကယ်၍ငါတို့ကလေးထိန်းတယောက်လိုအပ်နေတယ်ဆိုရင်ရှုမေလန်ကိုရွေးချယ်တာဟာငါတို့ဘဝရဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်တဲ့။ကျမဟာအစီရင်ခံစာမှာပူးတွဲပါရှိတဲ့လူချမ်းချန်ကိုယ်တိုင်လည်းရေးဖြင့်ရေးသားထားတဲ့ထောက်ခံစာမိတ္တူကိုကြည့်လိုက်တဲ့စာသားတိုင်းမှာရှုမေလန်အပေါ်ထားရှိတဲ့ကျေးဇူးတင်ရှိမှုနဲ့လေးစားမှုများအပြည့်အဝထင်ဟပ်နေတယ်။ပြီးတော့ဒါလည်းရှိသေးတယ်။ကိုမင်းကျွမ်းကနောက်ထပ်ဖြည့်ဆွတ်အစီရင်ခံစာတစ်ခုကိုကမ်းပေးပြန်တယ်။သူနဲ့ဂျိုးဟုံတို့ရဲ့ကလေးထိန်းမဟာမိတ်အဖွဲ့ဟောင်းကြားကပတ်သက်မှုတွေပြီးတော့ထိုအိမ်တွင်းအကူအေဂျင်စီနဲ့ဆုံတွေ့ခဲ့တဲ့အချက်တွေကိုငါးစီစစ်ခိုင်းလိုက်တယ်။ရှုမေလန်ကအင်တာဗျူးသွားဖြေခဲ့တာမှန်ပေမဲ့တန်ဖိုးကြီးပစ္စည်းတွေပရိုမိုးရှင်းအယောင်မြင့်တင်ရေးသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့ညှင်းဆန်ခဲ့တာဒါကြောင့်ဂျိုးဟုံကသူ့ကိုချက်ချင်းညှင်းပယ်လိုက်တာပဲ။ဒါကတန်တရားဖြစ်စရာမလိုအောင်ဂျိုးဟုံရဲ့လောက်ဟန်ပဲအလိုက်တဲ့မပေါင်းချင်တဲ့သူတွေကပဲပြဿနာမရှိတဲ့သူတွေဖြစ်တတ်ကြတာ။ငါတို့ထင်ထားတာထက်တောင်ပိုပြီးတန်ရှင်းနေပါသေးတယ်။ဒါဆိုမနှက်ဖြန်ကြမှသူ့ကိုဆက်သွယ်လိုက်တော့မလား။ဟင်းအခုချက်ချင်းပဲဆက်သွယ်လိုက်မယ်။ကျမဖုန်းခေါ်လိုက်တော့3ချိန်မြမြည်ပြီးနောက်ကိုင်လိုက်တန်နဲ့အတူရှုမေလန်ရဲ့နှွေးထွေးပြီးအနေငယ်ဝေခွဲမရဖြစ်နေတဲ့အတန်ထွက်ပေါ်လာတယ်။ဟုတ်ကဲ့ဟယ်လိုဘသူပါလဲရှင်အန်တီရှုမင်္ဂလာပါရှင်ကျမဒီနေ့မွန်းလွဲပိုင်းကကုံတိုက်မှာအန်တီကူညီပေးခဲ့တဲ့ကလေးရဲ့မိခင်မှာကျမနာမည်ရှင်ရှိကြလို့ခေါ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါရှင်လျန်ရဲ့ဒဏ်ရာဘယ်လိုလဲရှင်ဖျားမတက်ဘူးမလားသူအဆင်ပြေပါတယ်စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ်ရှင်အန်တီရှုအန်တီအခုတလောအလုပ်ရှာနေတယ်လို့ကြားမိလို့ပါကျမတို့အိမ်မှာကလေးထင်းဖြစ်လာလို့ဖို့စိတ်ပါဝင်စားမှုရှိမလားလို့မေးကြည့်တာပါမဒန်ရှန်ဒါကအရန်ရုပ်တရက်ကြီးဖြစ်သွားလို့ပါအခုလိုကန့်လန့်တာအရန်အားနာစရာကောင်းပါတယ်ဒါပေမဲ့ကျမကစကားလှတွေတိတ်မပြောတတ်လို့ပါပြီးတော့အန်တီရှုကျမအန်တီအကြောင်းကိုအသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးပါပြီအမှန်တိုင်းပြောရရင်ကျမတို့မိသားစုကလွန်ခဲ့တဲ့အချိန်တုန်းကမကောင်းတဲ့အဖြစ်အပျက်တချို့ကိုကြုံခဲ့ရဘူးတဲ့ဒါကြောင့်ဝန်ထမ်းခန့်အပ်တဲ့နေရာမှာအရန်တတိကြီးထားရပါတယ်ဒါပေမဲ့အန်တီရဲ့အချက်လက်တွေနဲ့အရင်လှုပ်ရှင်ဟောင်းတွေရဲ့မှတ်ချက်တွေကကျမကိုအရန်စိတ်အေးစေပါတယ်မစ္စတာလူတို့သူတို့အဆင်ပြေကြရဲ့လားရှင်သူတို့အရန်အဆင်ပြေကြပါတယ်မစ္စတာလူကဖုန်းထဲမှာအန်တီကိုချီးမွမ်းလို့မဆုံးဘူးအန်တီရှုအန်တီသာသဘောတူမယ်ဆိုရင်မနက်ဖြန်မွန်းလွဲပိုင်း3နာရီလောက်မှာကျမတို့အိမ်ကိုအင်တာဗျူးကိုလာခဲ့ပေးပါလားရှင်လစာနဲ့ပတ်သက်ရင်တော့အန်တီရဲ့တန်ဖိုးနဲ့ကိုက်ညီမဲ့အခကြေးငွေမျိုးကိုပေးပါမယ်တလလစာရုံ12000စားစရိတ်နဲ့နေစရိတ်ငိမ့်ပါဒီဈေးနှုန်းဟာဈေးကွက်ထဲကထိတ်တန်းကလေးထိန်းတွေထက်တောင်အများကြီးပိုမြင့်မားနေတယ်မဒန်ရှန်ဒါကအရန်များလုံးပါတယ်ကျမဒီလောက်အများကြီးမယူဝင်ပါဘူးရှင်ကျမအဓိကတန်ဖိုးထားတာကအန်တီကလေးတွေကိုတကယ်စစ်မှန်တဲ့လုံခြုံမှုမျိုးပေးနိုင်ဖို့ပါပဲမနက်ဖြန်မွန်းလွဲ3နာရီမှာကျမအိမ်မှာရှိနေပါမယ်
ဖုန်းချလိုက်ပြီးနောက်ကျမကိုမင်းကျွမ်းကိုကြည့်လိုက်တယ်ဒီတစ်ချိန်တော့ငါထပ်ပြီးမှမဟုတ်တော့ဘူးကိုမင်းကျွမ်းကအနားတို့တိုးလာကကျမကိုနောက်ကနေအသာအရာပွေးဖက်လိုက်တယ်အင်းငါဒီမှာရှိနေတဲ့ဘသူမှဒီမိသားစုကိုထပ်ပြီးနာကျင်အောင်မလုပ်နိုင်စေရဘူးတနင်္ဂနွေနေ့မွန်းလွဲ3 နာရီမှာရှုမေလန်ဟာလက်ထဲ၌ရိုးရှင်းသောခီးဆောင်အိတ်လေးတစ်လုံးကိုဆွဲကကိုမိသားစုအိမ်ရှိကိုအချိန်တိကျစွာရောက်ရှိလာတယ်အန်တီရှုကြိုးဆိုပါရရှင်ရှုမေလန်ဟာအိမ်ထဲကဧည့်သည်စီဖက်နှက်ကိုမစည်းခင်သူမရဲ့ဖက်နှက်အောက်ခြေကိုစိုးရိမ်တကြီးဖြစ်အရင်တုပ်လိုက်ပြီးမှမဒန်ရှန်အနောက်ရှက်ပေးမိပါပြီရှင်အင်တာဗျူးကတော့အဆင်ပြေချောမွေ့စွာပြီးဆုံးသွားခဲ့တယ်အန်တီရှုကျမတို့အိမ်ရဲ့တခုတည်းသောစီကန်းကကလေးတွေအပေါ်အကျွမ်းမဲ့စိတ်ရှည်ပေးဖို့နဲ့ရိုးသားပေးဖို့ပါပဲတန်ဖိုးကြီးပစ္စည်းတွေနဲ့အိမ်တွင်းအသုံးစရိတ်စရင်တွေနဲ့ပတ်သက်ရင်တော့ကျမအန်တီကိုတခိုးလိုမျိုးတန်တရားစိတ်နဲ့ဆက်ဆံမှာမဟုတ်ပါဘူးဒါပေမဲ့အသုံးစရိတ်တိုင်းကိုရှင်းရှင်းလင်းလင်းရှိစေချင်ပါတယ်မဒန်ရှန်စိတ်ချပါရှင်ကျမအရင်မစ္စတာလူအိမ်တုန်းကလည်းအိမ်တွင်းအသုံးစရိတ်စရင်စာအုပ်တွေကိုတေချာထိမ့်သိမ်းခဲ့တာပါသုံးလိုက်တဲ့တပြားတစ်ချက်တိုင်းကိုတေချာမှတ်သားထားပါမယ်ကလေးတွေနဲ့ပတ်သက်ရင်တော့ကျမအသက်နဲ့ရင်းပြီးချိန်ဆိုရဲပါတယ်ကလေးတွေကိုဘာမှတရားမှုမျိုးမကျေနပ်မှုမျိုးမှအနေငယ်မျှတောင်ဖြစ်ခံမှာမဟုတ်ပါဘူးရှုမေလန်ကတီကြီးလေးနဲ့စွာကတိပေးတယ်ထိုညမှာပဲရှုမေလန်ဟာအိမ်တွင်တရားဝင်စတင်အခြေချနေထိုင်ခဲ့တော့တယ်မဒန်ရှန်မင်္ဂလာနနက်ခင်းပါမစ္စတာကူမင်္ဂလာပါမနက်ခင်းပါကလေးငယ်လေးတွေကကြက်ဥပေါင်းလေးစားပေးရင်အစာအိမ်အတွက်ကောင်းတယ်လို့မစ္စတာကူပြောတာကြားလို့ပါဒါကအစာကြေလွယ်တဲ့အာနိသင်ရှိပါတယ်ဒီခင်းနေရာတွေကိုဝိုင်းငံပြရေးမထည့်ထားပါဘူးနှမ်းစီလေးနည်းနည်းပဲစမ်းထားတာပါမဒန်ရှန်ဒါကဒီနေ့အတွက်အသုံးစရိတ်စရင်ပါဟာအန်တီရှုဒီလောက်အထိတေချာစစ်ဆက်နေစရာမလိုပါဘူးအန်တီကိုယုံကြည်ယုံနဲ့တင်လုံလောက်ပါတယ်မဒန်ရှန်ညီကိုမောင်နှမအရင်တွေတောင်အသုံးစရိတ်ကိုပြက်ပြက်သားသားတွက်ချက်ရတာပဲလေပို့လို့တောင်ကျမကလာစာစားပြီးအလုပ်လုပ်နေတဲ့သူဆိုတော့စည်ရင်းရှင်းရှင်းလင်းလင်းရှိမှအားလုံးလဲစိတ်အေးရမှာပါလျန်ရေမကြောက်နဲ့တော့အန်တီရှုဒီမှာရှိတယ်ဒိုင်နိုဆောကြီးကတကားဝါမှာစောင့်ကြည့်ပေးနေတာလူဆိုးတွေအထဲကိုမဝင်ရဲဘူးလျန်ကတတိရှိတဲ့စစ်တီတော်လေးပဲဟာမျက်လုံးလေးမိတ်ထားလိုက်တော့အန်တီရှုကကြဲကလေးတွေတချင်းဆိုပြမယ်ရှုမေလန်အလုပ်ဝင်ပြီးတလအကြာမှာကူမီသားစုရဲ့လူနေမှုဘဝဟာလုံးဝလမ်းကြောင်းမှန်ပေါ်ကိုပြန်လည်ရောက်ရှိသွားခဲ့တယ်လျန်ရဲ့မျက်နှာထက်တွင်လည်းအသက်4 နှစ်အရွယ်ကလေးငယ်တဦးမှရှိတဲ့အပြစ်ကင်းစင်သောအပြုံးများပြန်လည်ပွင့်လန်းလာခဲ့ပြီးတနေ့လုံးအန်တီရှုနောက်တစ်ကောက်ကောက်လိုက်ရင်အန်တီရှုလို့မပြတ်ခေါ်နေတတ်တယ်မွန်းလေးနာရီချိန်မှာအင်းရှိပဲတန်ရုပ်တရက်မြည်လာတယ်ဟယ်လိုမစ္စတာကူအတွက်ပါဆယ်ထုတ်တွေရောက်နေလို့ပါပစုံထုတ်ကြီးနဲ့ငါးတွေအတွက်လက်မှတ်ထိုးပေးဖို့လိုအပ်ပါတယ်အကယ်၍မသိတဲ့သူတယောက်ကပါဆယ်ထုတ်သို့မဟုတ်အစားတောက်လာပို့ရင်ပြီးတော့ကျမကိုလည်းကြိုတင်အကြောင်းကြားထားတာမျိုးမရှိရင်ဘယ်တော့မှတကားကိုတိုက်ရိုက်မဖွင့်ပေးပါနဲ့ဘာပစ္စည်းမျိုးမို့လို့လဲရှင်မစ္စတာကူအခုအလုပ်ကိစ္စနဲ့ခရီးထွက်နေလို့ပါအင်ယာရဲ့လုံခြုံရေးကိန်းမှာပဲထားခဲ့ပေးပါလားခဏနေကျမသွားယူလိုက်ပါမယ်မရဘူးပြဒါကတန်မိုးကြီးပစ္စည်းမို့လို့ကာယကံရှင်သို့မဟုတ်မိသားစုဝင်တယောက်ကကိုယ်တိုင်လက်မှတ်ထိုးပေးမှရမှာပါတကားဖွင့်ပေးပါကျွန်တော်လက်မှတ်ထိုးခိုင်းပြီးတာနဲ့ချက်ချင်းပြန်သွားမှာပါဒါဆိုခဏလောက်စောင့်ပါဦးကျမမစ္စတာကူစီဖုန်းဆက်ပြီးအတည်ပြုလိုက်အောင်မယ်ထိုအရာကိုမြင်လိုက်ရသောအခါတကားအပြင်ကလူရဲ့မျက်ဝန်းထဲတွင်ထိတ်လန့်တုန်လှုပ်မှုအလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီးသူဟာအိတ်ကက်ထဲကစာအိတ်တအိတ်ကိုရုတ်တရက်ထုတ်ကတန်တကားအကွဲကြောင်းကြားတဲ့ကိုတိုက်ရိုက်ထိုးထည့်လိုက်ပြီးနောက်လှည့်ထွက်ကထွက်ပြေးသွားတော့တယ်။ရှုမေလန်လန့်သွားပေမဲ့ပြပြတလဲမဖြစ်ခဲ့ပေ။သူမဟာစက်ကူတ िश ူးကိုတုံးပြီးထိုစာအိတ်ကိုတိုက်ရိုက်မထိမိစေရန်ဂရုတစိုက်ကောက်ယူလိုက်တယ်။စာအိတ်ပေါ်တွင်တော့နတ်မောင်တော်ဘောပင်နဲ့ဆွဲထားသောကောက်ကွေးမာဂရက်ပန်းပွင့်ပုံတစ်ပုံကိုအထင်ရှားရိုက်နေထားတာကိုတွေ့ရတယ်။မဒန်ရှန်ခုနကမတိရတဲ့လူကြုံတယောက်လာပို့သွားတဲ့စာရောက်လာလို့ပါ။ထိုသတင်းကိုကြားရလျင်ချင်းကျမနဲ့ကူမင်းကျွမ်းတို့အစည်းအဝေးကိုချက်ချင်းဖြတ်သိမ်းပြီးစာကြည့်ကန်းတို့အလောတကြီးပြန်လာခဲ့ကြတယ်။စာအိတ်ကိုစပွဲပေါ်တွင်ပြန်လေးတင်ထားပြီးကူမင်းကျွမ်းဟာတရေလက်အိတ်ကိုစုပ်ကာစက်ကူဖြတ်ထားဖြင့်စာအိတ်ကိုဂယုတစိုက်ဖောက်လိုက်တဲ့အထဲတွင်တော့ပရင်းထုတ်ထားတဲ့စာသားပါတဲ့စာရွက်တိုလေးတစ်စောင်သာရှိနေတယ်။ကလေးထိန်မဟာမိတ်အဖွဲ့ရဲ့အကျွင်းကြံတွေကဆန္ဒပြနေကြပြီးတော့လက်စားလဲချေနေကြပြီးသူတို့ပြိုင်ဘက်မှာသွားပြီးမူလကတော့သူတို့ကိုခွင့်ရေးတစ်ခုပေးချင်ခဲ့တာ။ဒါပေမဲ့သူတို့ကိုယ်တိုင်ကတေချောင်းရှာနေကြတာဆိုတော့ငါ့ကိုတော့လာပြီးအပြစ်မတင်နဲ့တော့အန်တီရှုကျေးဇူးတင်ပါတယ်ဒီနေ့သာအန်တီစစ်စစ်ဆက်ဆက်တတိမထားမိခဲ့ရင်အကျိုးဆက်ကတွေးဝင်းစရာတော့မရှိဘူး။မစ္စတာကူမဒန်ရှန်ကျမဒီမှာရှိနေတဲ့ရွေးတော့ဘယ်သူမှကလေးတွေရဲ့သပင်တစ်ချောင်းကိုတော့ငါထိဝင်စေရပါဘူးအန်တီရှုကျေးဇူးတင်ပါတယ်ကလေးတွေကိုအန်တီရှုအပေါ်ထက်ခေါ်သွားလိုက်ပါကျန်တဲ့ကိစ္စတွေကိုတော့ကျွန်တော်တာဝန်ထားလိုက်ပါနောက်ချန်မင်းရဲ့အဆက်အသွယ်အားလုံးကိုတုံးပြီးလူတစ်ယောက်ကိုစုံစမ်းဖို့ကူညီပေးပါပြီးတော့မြို့နယ်ရုံးကိုလည်းအကြောင်းကြားလိုက်အောင်ညွှန်ကြားရေးမှူးလူကိုပြောလိုက်ကူမင်းကျွမ်းကသူ့ကိုလက်ဆောင်ကြီးကြီးတစ်ခုပေးချင်လို့ပါလို့ရှုမေလန်ကလျန်ကိုပွေ့ပတ်ထားရင်အတန်တိုးတိုးလေးနဲ့ပုံမြင်ပြောပြနေတဲ့ထိုပုံရိပ်လေးဟာပူပန်တော့ကရောက်နေတဲ့ကျမရဲ့နှလုံးသားကိုလုံးဝစိတ်အေးချမ်းသွားစေခဲ့တယ်မိသားစုရဲ့နှွေးထွေးသောအကာအကွယ်ကူမင်းကျွမ်းရဲ့ခိုင်မာတောင့်တင်းသောလက်တစုံတို့နဲ့အတူရခဲလာစွာသောဒီအေးချမ်းမှုကိုဘယ်သူမှလာရောက်ဖျက်ဆီးခွင့်မရှိစေရတော့ပေ